လွန်ရသောဟိုရင်ချိန်များရဲ့အချိန်ချင်းကြိုးစားကမေးပြချင်ပေမယ့်နှလုံးသားရဲ့နဲ့ဆိုင်ဆုံးမှာအိုးမြစ်တွေနေတဲ့မတရားတွေရဲ့ပြန်တွေ့မိတိုင်းဒီရင်ဘတ်ထဲမှာပုံမြင်လေးတပုံလုံးတွေထွေးနေတော့မေဒီရတဲ့ပုံရိပ်များရဲ့ကိုမမေ့နိုင်ခဲ့ဘူးအတိတ်တွေရဲ့ဆူတောင်းလေးတစ်ခုကိုသာကိုပိုင်ဆိုင်ရရဲ့ရင်လိုချိန်လေးများသွားချင်တာဒါပေမဲ့တို့တွေပြန်မဖြစ်နိုင်တော့မှကိုသိထားလေအတိတ်ကသူတို့နေရာဟိုတိတ်ကသူတို့နေရာဒီ